သွားတဲ့ကျွန်တော်ကြောင့်သားဒီကောင်ကိုရှင်းတက်တယ်လက်ရှိကြောင်းတက်နေတဲ့ကြောင်းသားတွေဒီလုံးကအားလုံးမျိုးကြုံရတဲ့ဘဝမှာမပြောလိုက်ဆရာကြီးရှိခဲ့ရင်ခေဟောင်းထဲမှာပဲဒီကဲနေတယ်ကျွန်တော်ကြောင့်ဖြစ်ပါလေတောင်းပြီးတော့ထွက်သွားတဲ့လူတွေနေနေလဲပြည့်ပြီးဆက်သွားတဲ့လူတွေနေနေလဲကျောင်းရဲ့အဆက်တွေမပြတ်ကြဘူးပြီးသွားပြီလေကျွန်တော်မှာဆမ်ဆာတစ်ခုတက်ဘူးလေဆိုရင်ကျွန်တော်တို့မိသားစုကိုစားပါဒီနေ့ကျွန်တော်တို့ဘုံပြုရှင်တဲ့အောင်မြင်ပြီးဝေယကျောင်းသားတွေလက်ရှိအပါတကုတ်အကျိုးတို့စူးစမ်းတင်ယူနေတဲ့အောင်းသားကြောင့်နေရာကဒီပေးခွင့်ရတဲ့အတွက်သူပဲစစ်စစ်ကြည့်ရှိ